အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ညနေ9:00နာရီမှာကျွန်တော်တို့ဒါကြီးခင်ဗျားတို့လည်းဒါကျွန်တော်တို့ရည်စရာအတွေးလေးတွေကျွန်တော်စဉ်းစားမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လာမယ့်ရက်သက်တစ်ပတ်မှာပေါ့နော်ဒါကျွန်တော်တို့စပါးနဲ့ဒါကျွန်တော်တို့ United နဲ့ဒါကျွန်တော်တို့ final မှာတွေ့ကြပါပေါ့နော်နှစ်သင်းလုံးကအခုလက်ရှိအချိန်မှာတော်တော်လေးကိုဒါကျွန်တော်တို့တိုင်ပတ်နေတယ်အစစ်16ဆက်ခွန်ပေါ့နော်အဲ့တော့ကျွန်တော်ဘာမှဝင်ပြောတော့လုံးဝလက်မခံဟုတ်တယ်နော်ကျွန်တော်ဒါချူပြောထားကြဘာမှဝင်ပြောလက်ခံတယ်ပြောကျွန်တော်ဘာမှဝင်ပြောတော့လုံးဝလက်မခံခုနကပြောချန်ပီယံလိယူရိုပါလိဝင်တာချန်ပီယံလိမဝင်သင့်ဘူးဆိုတဲ့ဥစ္စာလုံးဝကျွန်တော်လက်မခံဒါပေမဲ့ပုံမှန်လေးပြောထောက်ခံတယ်ဒါပေမဲ့ I get it you know ကျွန်တော်ပြောပုံမှန်လေးပြော तू ဘယ်နာကလာလဲဆိုတဲ့စကားကိုကျွန်တော်နားလေတယ်ဗျာသိလားမနေ့ကပွဲနှစ်ပွဲကြည့်ပြီးတော့ဒီနှစ်ကောင်နဲ့တကောင်သားနောက်နှစ်မှာချန်ပီယံလိဝင်ဘလို့တွေတောင်ပြစ်မလဲတော့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဘာလို့ကျွန်တော်ဒီလိုစဉ်းစားမိလဲကျွန်တော်ပြောUnited ကလာမဲ့နေရာဒီမှာအကယ်၍ယူရိုပါလိရပြီးတော့ချန်ပီယံလိဝင်မယ်တို့လူဖြည့်တင်းမယ်ဒါပေမဲ့တော်တော်ကြီးကိုဖြည့်တင်းရမှာဗျာသိလားတော်တော်ကြီးကိုဖြည့်တင်းရမယ်တဲ့မှာပါတယ်။ဘာကြောင့်တော်တော်ကြီးကိုဖြည့်တင်းရအဲ့တော့ဟို United အသင်းနဲ့လာမဲ့နေရာဒီမှာယူရိုချန်ပီယံလိရသွားချန်ပီယံလိဝင်ခွင့်ရမယ်ပြီးရင်ဒါကျွန်တော်ယူရိုပါလိစုချင်းငွေရမယ်ချန်ပီယံလိကရုပ်တံလုံးငွေအဖွဲဘက်ကကြည့်မယ် United တော့ကဒါတာယာစားဖြစ်တယ်ဒါပေမဲ့ချန်ပီယံလိတကယ်တမ်းဝင်လာမဲ့နောက်ဆက်တွဲပြဿနာတော်တော်လေးကိုဆိုတယ်။ဘာလို့လဲချန်ပီယံလိဝင်သွားတဲ့နောက်မှာခုနကပြောလို့ပရီးမီးယားလိအခုလက်ရှိမှာကိုဒီနှစ်သင်းကိုကျွန်တော်ပြောရမယ်နော်ယူရိုပါလိဒါ Premier League ကိုအာယုံစိုက်နေတာမှာ League ကိုလုံးဝအာယုံမစိုက်နိုင်တဲ့အချိန်မှာ Champion League လို့ကိုဒီနှစ်ကောင်နဲ့တကောင်ရသွားမယ်ဆိုရင်နောက်နေ့မှာ Premier League မှာကိုဒီနှစ်ကောင်နဲ့တကောင်လုံးဝလူမဖြစ်နိုင်ဘူးဆိုရင်စုပ်ပြတ်တတ်သွားမယ်ဘွားကြီးရောက်သွားမှာခင်ဗျာ 100% sure ပဲသိလားနီးပြနဲ့ဆိုင်နီးပြနဲ့မဆိုင်တော့လာမယ့်နေရာဒီမှာသိလားပြောတင်တာအဲ့ဒါဗျာဒါခုနကပြောလို့ပဲကျွန်တော်ဘာမှဝင်ပြောတော့ကျွန်တော်လုံးဝလက်မကဒါပေမဲ့ I get it ဗျာ तू ပြောတဲ့ဥစ္စာကိုကျွန်တော် तू ဘယ်နာလာလဲဆိုကျွန်တော်သိတယ်ဗျာသိလားတကယ်လည်းစဉ်းစားကျွန်တော်အရန်စိတ်ပူတယ်ပြောခုခု United အတင်းကြောင့်ခဏထားပါကျွန်တော် Spa တဲ့ပြည်သက်တဲ့အောင်ကျွန်တော်ကြည့်အောင်စိတ်ပူတယ်ဗျာဒီလားအခုလက်ရှိမှာ lead မှာကျွန်တော်လုံးဝအာရုံမဆိုင်နိုင်ကျွန်တော်မနေ့ကကျွန်တော်ဒါဘာဘယ်သူနဲ့ဟို Crystal Palace နဲ့အိမ်ငွေးမှာအရန်လေးနဲ့ထုတ်ကန်တယ်ကျွန်တော်တို့အရန်တွေကစောက်စစ်မရှိနေဘူး no offense စောက်စစ်မရှိနေအခုမှလက်ရှိမှာ exam ပြော Europa League ဆိုကျွန်တော်တို့ရနိုင်တဲ့ဖလားတွေ Champion League ဆိုတော့ United တက်ကလည်းခုနကပြော United ပြည်သက်တယ်ကျွန်တော်စကားမပြောဒီနေ့မှာကျွန်တော်တို့ကျွန်တော်ပြည်သက်စပါးအနေနဲ့ Champion League ကိုဒီလူစီးင်းနဲ့ first lineup နဲ့ရဖို့ဆိုတာအင်မတန်မှခဲရင်တယ်အဲ့ဒါကိုမှအဲ့ဒီအရင်နဲ့လိမှာတော့ကတ်မယ်ဆိုစုပ်ပြတ်တတ်သွားပြီးရင်လာအောင်မယ်ကာတာပေါင်းပြီးရင်လာပြီးပို့ဆိုးတာကျွန်တော်မှတ်ပြအောင်မယ်ယူရိုပါလိကတ်ထားတဲ့ကောင်ကလာမဲ့ဂျားရဲ့အထဲမှာစူပါကတ်ကန်အောင်မယ်အဲ့တော့ခမရစဉ်းစားကြည့်ဗျာဒီလားခမရစဉ်းစားကြည့်ကျွန်တော်ပြောတာတော်တော်လေးကိုကျွန်တော်တို့တော်တော်လေးကိုပြုပြင်ပြောင်းလဲရမှာအဲ့တော့လာမဲ့ဟိုယူရိုပါလိကိုဒီကောင်လေးနှစ်ကောင်ဘလို့ကန်မှမသိနှစ်သင်းလုံးရှုံးလို့ရရင်တော့ရှုံးမဲ့နှစ်သင်းလားမသိဘူးပေါ့နော်အဲ့တော့လက်ရှိမှာ United ဘက်ကလည်းဒါအခုလက်ရှိအာမိုရင်းကတခါကျရင်ဘာတွေလုပ်မှမသိတဲ့ပြဿနာပေါ့နော်ဒါအခုလက်ရှိမှာယူရိုနာတော့သူကတော့အသေးစားဟိုဖြစ်တယ်လို့ပြောရမယ်6ကျွန်တော်ပြောရမှာခင်ဗျာကျွန်တော်ဘာလို့သိလဲဆိုတော့အဲ့ဒီစကန်လောက်ရပြီဆိုအနည်းဆုံး2ပတ်ပဲသိလားအဲ့ဒါခင်ဗျားတို့ကျွန်တော်နားလည်ရမှာဘာလို့ကျွန်တော်ဘုံကမှာကစားသမားတယောက်ကစကန်မလုပ်ရပဲဒီကစားသမားနောက်တစ်ပတ်လောက်ဒီပြန်ပါမယ်ပြောရင်ဒါ 100% လုံးဝတေချာဒီကပြန်ပါဘူးကစားသမားကဟိုမနေ့ပြန်တပတ်ခါမှာစကန်ရိုက်ကြည့်ရခင်ဗျာအဲ့ကစားသမားသွားပြီဥပမာကျွန်တော် medicine စပါးကြောင့်မမဲ့ရကျွန်တော်ဘိုဒိုနဲ့ကလေးအိမ်ဝင်တဲ့ပုံသမားဒန်ရနီးပြဘာမှသိမဖြစ်ပါဘူးစကန်ရိုက်ရမယ်ဆိုပြီးပြောတယ်ပြီးလဲပြောရာသီကုန်ထိနားတယ်3လနားတယ်နော်ရာသီကုန်ထိတော့မဟုတ်3လနားမှာအဲ့တော့ကျွန်တော်ခုနကလက်နိုင်ယူရိုကလက်ရှိမှာကျွန်တော်ခုနကပြောတယ်ဟိုသူများအသင်းနဲ့ကျွန်တော်အသိကျွန်တော်နိုင်စေချင်တယ် 100% sure ဒါပေမဲ့တွေ့မဲ့တွေ့ဗျာ fully တွေ့ဟုတ်တယ်မနှစ်သင်းလုံးဒါ in tight အားတဲ့အပြည့်အစုံကစားသမားအပြည့်အစုံနဲ့တွေ့ဝုန်းတိုင်းတွေ့ okay အခုကနှစ်ဖက်အသင်းလုံးကဒုက္ခိတဟိုဘဲကောင်ဒုက္ခိတပူဖြစ်လဲဆိုတော့ပြိုင်နေတယ်လို့ပဲပို့ဆိုတာ United ကကောင်းတဲ့ကစားသမားတွေတစ်ဖြည်းဖြည်းနဲ့ဒဏ်ရတယ်စပါးအသင်းကလည်းလက်ရှိမှာဒါကွင်းလယ်မှာတယောက်မှမရှိတော့ဘူးကလူဘာကီဒူးဒဏ်ရသေးတယ်ဆိုရင်ကျွန်တော်တို့ခုနကခင်ဗျဟို medicine တော့ဒူးဒဏ်ရသေးတယ်လို့ပဲကျွန်တော်ကြားခဲ့တယ်ပြီးတော့ကျိုးတာပဲဟုတ်တယ်မလားကျွန်တော်ပြောတာအဲ့တော့ပြောချင်တာဟိုနီးပြတွေသေးတယ်ဆိုတာနီးပြတွေကဟို medical တင်းရမှုတာရူဘန်အာမိုရင်းဆိုဗျာသူဆိုပိုတိသားတဲ့မှာပါတယ်ရူဘန်အာမိုရင်းကိုလက်ရှိမှာဒါဟိုဆေးဖွဲ့လာပြောတဲ့အချိန်မှာဟာစိတ်လုံးဝပြတ်သွားတဲ့ဘဲတွေဒါကစားတိလေးပဲမျောလင်းဆိုတာဖြစ်နိုင်မှာကျွန်တော်ပြောအဲ့တော့ပြောချင်တာဗျာနှစ်သိန်းလုံးအနေနဲ့လက်ရှိမှာယူရိုပါလိမှာဘယ်ကောင်ရှုံးလို့ရနိုင်မယ်ဆိုတော့မှပို့ပြီးတော့သွားနေတယ်မှာပါအဲ့တော့တခါကျရင်ဗျာဟိုစိတ်ပူတယ်ပေါ့နော်ကိုရီဒါကိုသူများသိဆိုရယ်ကိုအသင်းလည်းကိုစိတ်ပူတယ်တကယ်ဘာလို့ဆိုဟိုယူရိုပါလိရသွားပြီဒါ what then what လာဘာ then what ဘာဆက်ဖြစ်မှာလဲအဲ့တော့အဲ့ဒါကြီးတော်တော်စိတ်ပူကိုကောင်းတယ်အဲ့တော့ခင်ဗျားတို့ United ကလာမဲ့နေရာမှာကဲ United အသင်းကယူရိုပါလိရသွားပြီဆိုရင်တို့ကငွေသုံးမှာတေးကြတယ်စပါးအသင်းကငွေသုံးပါလားကျွန်တော်ပြောရသေးလားပြန်လာမဲ့နေရာဒီမှာဗျာဒါခုနကစပါးအသင်းနဲ့ယူရိုပါလိရသည်ဖြစ်စီမရသည်ဖြစ်စီစပါးအသင်းကလာမဲ့နေရာဒီမှာ 100% sure ဖြစ်တာနီးပြပြောင်းလဲဖြစ်ပါအဲ့တော့
ဒီနှစ်သိန်းလုံးရဲ့ယူရိုပါလိရဲ့လမ်းကြောင်းอ่ะဗျာတော်တော်လေးကိုကွာခြားနေတယ်ဆိုပေမဲ့တကယ်လည်းပြန်စဉ်းစားရင်နီးစက်တယ်ဒီမှာအဲ့တော့လက်ရှိမှာ United ပြည်သက်တချို့ကလည်းဒါအကယ်၍ Ruben Amorim ကလည်းပြတ်သားတယ်ဒါဟိုနေ့တော့ဒါမနေ့ကသူ့ရဲ့ press conference မှာသူပြောတယ်ပေါ့နော် Ruben Amorim ကတော်တော်လေးကိုပြတ်သားရတယ်မှာပါအဲ့ဒါဘာလဲဆိုတော့အခုလက်ရှိမှာ United ဒီလိုမျိုးဖြစ်တာသူမကြိုက်ဘူးဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် तू လည်းမရှိသင့်တော့ဘူး तू ကတော့ပုံမှန်လင်းပြောကြတာပဲသူနဲ့ तू ဒီမှာဒီလိုမျိုးပုံစံမျိုးဆက်ဖြစ်နေမယ် तू လည်းမရှိသင့်ဘူးအသင်းနေနဲ့အရန်လက်ရှိမှာတို့ပြောမှာဆို sense of urgency မရှိကျွန်တော်အမြဲတမ်းပြောနေစကားလုံး sense of urgency မရှိဘူး United အသင်းမှာဒါအေးစစ်အရန်နိုင်လို့နဲ့နိုင်ကျင်စိတ်တွေပြောက်ဆုံးနေတယ်အဲ့တော့ तू ပြောတော့ Ruben Amorim နဲ့ဒါခုန United နဲ့စပါးအသင်းနဲ့အခုလက်ရှိမှာဒါအဓိကခွာချတဲ့အချက်ကအဲ့ဒါပဲအဲ့ဒါလေခုနပြောတဲ့ Pandit တော်တော်များလည်းပြောတယ်ဒါလည်းကျွန်တော်လည်းလက်ခံလက်ခံပါတယ်အခုချိန်မှာ United အသင်းက Europa League ရသွားလို့အလုံးစုံပြောင်းလဲသွားမယ်အသင်းတစ်သင်းမဟုတ်ဘူး United အသင်းရဲ့လက်ရှိဆိုးရွားတဲ့ယာတီက Europa League ကယ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဥစ္စာ United တချို့ရဲ့ဒါ Pandit တွေ Post Score တို့ဘာတို့ဒါကို Amorim ကိုယ်တိုင်လည်းသူပြောတယ် UE မှာဒါကျွန်တော်ခုနကဖလိုက်ရသည်ဖြစ်စေမရသည်ဖြစ်စေသူ့အနေနဲ့ဒါကြီးကအဓိကလက်ရှိမှာစုပ်ပြတ်နေဥစ္စာတွေပြောင်းလဲသွားမှာမဟုတ်ဘူးသူပြောလာခဲ့တယ်အခုလက်ရှိမှာစပါးအဲ့ဒါနဲ့ကွာတယ်စပါးအသင်းကခုနကပြောတာဒါကြီးပြိသက်တွေကဖလားမမြင်ဘူးဗျာခင်ဗျားတို့ကဖလားကိုတစ်နှစ်တစ်လုံးမြင်ဘူးတဲ့ကျွန်တော်တို့ဖလားမမြင်ဘူးကျွန်တော်တို့အခုလက်ရှိမှာမနေ့က Crystal Palace ကိုရှုံးတဲ့ပွဲစဉ်မှာ React လုပ်တာနဲ့ Watson ကိုဒါကျွန်တော်တို့ United ရှုံးတဲ့ဥစ္စာ Real လို့ဒါအရန်ကွာချတယ်ကျွန်တော်တို့အမှန်တိုင်းပဲကျွန်တော်ခေါင်းထဲမှာမထည့် Crystal Palace အခုကျွန်တော်နှမျောတာအော် Kulusevski ဒဏ်ရာလေးမပြင်းထန်ပါစနဲ့လို့ပဲကျွန်တော်တို့စိုးရိမ်တာပဲရှိကျွန်တော်ဘာမှမစိုးရိမ်ရှုံးကျွန်တော်ပြောတာ Villa ကို3မှတ်ပေးလိုက်ကမ်မီနဲ့3မှတ်ခုနကပြောရော3မှတ်ယူသွားညီကိုတို့ရေးဆိုပေးလိုက်ကျွန်တော်ပြောသိလားစိတ်ထဲမို့တာပေါ့အစစ်16ရပြီးတော့ကျွန်တော်ဘာလို့ပြောရမလဲကျွန်တော်လက်ရှိ Spa တက်တဲ့တောက်ရှောက်အောင်ကျွန်တော်တောက်ရှောက်ကျွန်တော်တို့အားပေးလာခဲ့တယ်ကျွန်တော်ဖလား2008မှာကျွန်တော်ရခဲ့တာမြင်ဘူးခဲ့တယ်ဒီနောက်ပိုင်းမှာကျွန်တော်အားပေးတယ်စပါးအသင်းကျွန်တော်တို့ဒါ top 4ဝင်ခဲ့တယ်ကျွန်တော်ခင်ဗျားတို့ပြပြမယ်နော်ကျွန်တော်အဲ့လူစီကိုကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်လွတ်ရတယ်ဒါပေမဲ့ Harry Kane Eriksen ကွင်းလယ်မှာတောင်မှာလက်ဝင်းမှာလာမေးလာရှိမစိုးဘူးဆိုကျွန်တော်ဒါဆောဟောင်းမသုံးတယ် Ryan မှာတော့တစ်ခါကျရင်လာမေးလာပြန်သုံးတယ်ဒါခုနကပြောလို့ကွင်းလယ်မှာ Eriksen နဲ့ Dele Alli second striker ပုံစံမျိုးသွားတယ် DM မှာဒါကျွန်တော်တို့ဝန်နိုင်ရမှာသွားတယ်တစ်ခါကျရင် Dembele က CM ပုံစံမျိုးသွားတယ်ကွင်းလယ်မှာဆောင်းအမ်းမိုက်တယ် Eriksen Dembele ဝန်နိုင်ရမှာဆိုတဲ့ဒါ triangular သွေးကွင်းလယ်ပုံစံမျိုးသွားတယ်ပြီးရင်ဒါကျွန်တော်တို့တခါကျရင်နောက်တန်းမှာဆောင်းအောင်မိုက် Danny Rose Skywalker စန္ဒဘတ်နေရာမှာ Jan Verdonk ကကျွန်တော်တို့ဘယ်သူ Toby Alderweireld နဲ့ကျွန်တော်ဒါဂိုးသမားနေရာမှာ Hugo Lloris အဲ့ဒီ squad နဲ့ကျွန်တော်ဖလားမရခဲ့ဘူးခင်ဗျာစနေပေါ့ကျွန်တော်ဟာ top 4 ဝင်တယ်ဆိုခင်ဗျာဘာမှလုပ်လို့မရဘူးဗျာအခုလက်ရှိမှာခင်ဗျာကြည့်လိုက် top 4 ဝင်တဲ့ feeling နဲ့ဖလားရတဲ့ feeling နဲ့ဘာမှလဲလို့မရအောင်ကျွန်တော်ခင်ဗျာကျွန်တော်တို့သိတာပေါ့ကျွန်တော်တို့က top 4 ဝင်ချင်းနဲ့ top 4 ဝင်တာ nice ဥရောပဝင် nice အခုဒီမှာခင်ဗျာကျွန်တော်ပြပြမှာခင်ဗျာ United က champion ယူသွားတယ်ကျွန်တော် champion league ယူမဆိုင်ဘူးကျွန်တော်ဖလားပဲယူပြီးကျွန်တော်ပတ်ပြီးအောင်မခံလိုက်မယ်ကျွန်တော်ပြောရသေးလားဟိုတနေ့ကျွန်တော်ကိုတီးတွေခင်ဗျာကိုတီးတွေ champion league မှာမတ်ဘူးဘာ champion league ဝင်လဲကျွန်တော်အိမ်ဖြစ်ပဲဖြစ်မှာလေဘာလို့မှာတော့လဲပုခုနကအရင်တော့က squad နဲ့ဆိုကျွန်တော်တို့ကဒါနေရာရောက်နေကျွန်တော်တို့ညင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်လက်ရှိအခြေအနေကကျွန်တော်အိမ်ဖြစ်ပဲဖြစ်မှာသိလားကျွန်တော်ပြော United တော့ကျွန်တော်မသိဘူးပေါ့နော်သူများတင်တော့ကျွန်တော်အဲ့လိုပြောကြည့်ဘူးဒါပေမဲ့ကိုယ့်တင်တော့ကျွန်တော်သိကြအခုလက်ရှိဒီ squad နဲ့ Lavai ပတ်စံရလဲတကောင်အများကြီးဖြစ်မှာဟုတ်တယ်အိမ်ဖြစ်ပဲဖြစ်မှာပဲ Champions League အဲ့တော့ကျွန်တော်ဖလားယူလိုက်မရှင်းနဲ့ United Champions League ယူပေးလိုက်မယ်ကျွန်တော်ကိစ္စမရှိဘူးသိလားဘာလို့ကျွန်တော်တို့ရရှိမှာကျွန်တော်တို့အသင်းက Champions League ကိုဆော့ဖို့အတွက် level မှာရှိမှာဘာလို့ Champions League ဝင်ကျွန်တော်ပို့ဆိုးနေတယ်လာမယ့်နွေရာသီမှာလူမဝယ်ဘဲနဲ့ချန်ပီယံလိဆိုရင်လက်ရှိလူစင်းကဒီလက်တောက်လောက်ပဲရှိတာအဲ့လက်တောက်လောက်လူကဖုတ်ကနေပြောက်သွားလိမ့်မယ်တိလားကျွန်တော်ပြောတာအခုလက်ရှိမှာချန်ပီယံလိဆော့ရဲဆိုတာအခုနောက်ပိုင်းဒါ schedule တွေအရနှစ်သင်းစာရှိမှရောကျွန်တော်နှစ်သင်းစာမှာကျွန်တော်တစ်သင်းစာတော့မပြည့်ဘူးကျွန်တော်တဲ့အခုလက်ရှိမှာ Europa League ဘန်နဲ့ကျွန်တော် Romeo နဲ့ Van der ပြောကျွန်တော်တို့ပိုးမွေးလို့မွေးထားရတာအရန်အောင်ထဲမဆော့ရဲဘူးကြောက်လို့ဖြစ်သွားမှာဆိုလို့အဲ့လိုမျိုးအဲ့တော့United တော့ဘာလို့ဘယ်လိုမသိ Europa League ကနှစ်ယောက်လုံးတက်ကတာအရေးပါတယ်ကိုစီကျွန်တော်ကကျွန်တော် Champions League ကျွန်တော် Champions League စိတ်ဝင်စားပါကျွန်တော် Champions League တိုင်းဝင်ကျွန်တော်ဘာဖြစ်ခဲ့လို့လဲကျွန်တော်ပြောတာသိလားသူများ Champions League ဝင်လူတွေအများကြီးဝင်တယ် Arsenal လူတွေအများကြီးဝင်စပါ Champions League ဝင်ကျွန်တော်တို့အများအကောင်းဆုံးဝယ်ခဲ့တာကျွန်တော် Anton Billy တယောက်ပဲကျွန်တော်ဝယ်ခဲ့တာဗျာသိလားအဲ့တော့ကျွန်တော်တို့က Lavai လို့ကောင်းမျိုးရှိနေသူ Champions League ဝင်ကျွန်တော်တို့ကမထူး 100% sure honestly ပြောတာကျွန်တော်ဖလားပဲလို့ကျွန်တော်ဒါပုံဝင်လင်းပြောကျွန်တော်ဖလားပဲလို့ကျွန်တော်ဖလားပဲမှတ်တယ်ဖလားမမြင်ဘူးနဲ့မှတ်တယ်ဗျာအဲ့ဒါတော့သိလား Champions ကျွန်တော်ဝင်ခဲ့ပြီ Champions ဝင်ဘာဖြစ်လဲကျွန်တော်ဘာမှမဖြစ်ဘူးကျွန်တော်ပြောတာသိလားအဲ့တော့ပြောနေတာအဲ့တော့ United ပြည်သက်နေဒီနေ့မှာကျွန်တော် object တွေ United ပြည်သက်တွေကခုနကပြော Champions League ဝင်မဲ့ဒါလူတွေအများကြီးဝင်မဲ့ဘာညာသွားမယ်အဲ့တော့ဟိုဒါတော့ခုနကပြောလို့သူတို့အမြင်ပေါ့နော်ဒါကျွန်တော်တက်ကကျွန်တော်ရှယ်ကျွန်တော်ဖလားပဲလို့ကျင်တယ် Champions တော့ခုနက Champions League ဘာကို Champions ကပတ်ဆက်လပိုင်းသုံးမယ်ထင်လားခင်ဗျာဘယ်လောက်သုံးမလဲကျွန်တော်ပြောတာဘယ်လောက်သုံးနိုင်မလဲစပါးအသင်းပေါင်တန်း100ထက်သုံးခဲ့တဲ့နှစ်တစ်နှစ်ရှိလားကျွန်တော်ပြောတာကစားသမားဝယ်လိုက်လေအရေးကြတယ်ပြီအခုချိန်ဒီ Pedro Porro ရဲ့အရေးကြအခုချိန်ဒီအရေးကြမကြည့်သေးဘူးဆိုလိုက်အရေးကြအခုမှဒုတိယနှစ်ပဲရှိသေးတယ်ပြောချင်တာအဲ့ဒါဗျာသိလားအဲ့တော့ United အသင်းနေနဲ့ဒီနေ့မှာ Spa အသင်းနဲ့အများကြီး objective ကွဲတယ် Europa League မှာ United အသင်းကရှင်းတယ်သူတို့ဖလားလဲယူမယ် Europa Champions League ကသူတို့ရဲ့အသင်းကိုပြောင်းလဲပစ်မယ်
ဒါက United objective United တင်တဲ့ဒီ objective ကလည်းမှန်လို့ရတယ်ဘာလို့ United ပရိသတ်တွေက Europa League ဖလားဆိုတော့တို့က Champions League qualification ကိုပို့လို့ကြဘာလို့နောက်နှစ်မှာ Ruben Amorim စိတ်ကြိုက်ကစားသမားတွေကိုဝယ်ပေးလို့ရတယ်ဆိုတဲ့ဟို thought and process ကိုတို့ကလူချင်တာကျွန်တော်တို့ကဖလားဆိုတဲ့ process ကိုလေခင်ဗျားတို့ကျွန်တော်ဒီညမှာလမ်းကြောင်းရန်ကွဲတယ်ဗျာသိလားအဲ့တော့ကျွန်တော်တို့ကွဲအဲ့တော့ခုနက of course ကွဲမှာခုနကခင်ဗျားတို့တနစ်ကိုဖလားလုံးရလာတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖလားမရဘူးဘယ်တော့ကြာပြီလဲကျွန်တော်လူမန်းတိသက်စာရွေးခဲ့တဲ့ဒီအသေးအားပေးခဲ့တဲ့ကဖလားရတယ်ဆိုတာအင်းအဲ့လာပဲသိတာပဲလေသိတာကြပြီဟာဖလားရပြီကွာဆိုတော့ခါယူကာစပြိတ္တတောင်သိဘောဝက်ဆန်ပြိတ္တတောင်ခံစားပြီးသွားပြီအဲ့တခါကျကျွန်တော်ခုနကပြောကျွန်တော် conference league လို့ပါဆိုအရင်ကစားချင်တာသိလားဘာလို့လွယ်လို့အခုလည်းဒီမှာ Chelsea ဆိုဗျာတဂျူဂါဒန်တို့ဘာသူအခက်ဆုံးဆိုပါကိုပါဟေးမန်လာမယ်ဒါကျွန်တော် final မှာ Betis နဲ့ကန်အားမှာလွှဲရင်သူ့နဲ့ခတ်တာမရှိဘူးကျွန်တော်အဲ့လိုမျိုးကန်ချင်တယ်ဗျာစပါတဲ့ conference league တော့ Conte ထွက်ကျွန်တော် Conte အကြောင်းကျွန်တော်အရန်မိုးနေတယ်မှာပါအဲ့ conference league မှာ Harry Kane ကိုကောင်မျိုးရှိနေချိန်မှာ conference league ကိုထွက်အောင်ကန်တဲ့ Conte ကိုကျွန်တော်အသိမုန်းတာခင်ဗျာအဲ့ဒါပဲလောက်ပဲအဲ့တော့ကျွန်တော်လောက်ပဲပြောချင်တယ်ဘောလုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ YouTube Sport Media 3 point ဆိုနဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။အများကြီးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း YouTube Sport Media 3 point ဆိုနဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်ဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာများနိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတပါးရဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်အောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့။အားလုံးမကြိုးတပါးရဲ့များများလေး clip ပေးကြအောင်များများ clip မှာများနိုင်ဖြစ်ပါတယ်။တေးပါပါ။